မင်္ဂလာပါရှင်ပူပူလုံးလုံး channel မှာကြိုဆိုပါရစေဒီနေ့ကတော့ရာသီပေါ်တီးတစ်မျိုးဖြစ်တဲ့မယန်းသီးကိုငပိနဲ့ကြော်စားမှာပဲဖြစ်ပါတယ်မယန်းသီးကြော်ကိုပဲဟင်းရည်ဘူးသီးဟင်းကဘူးရွက်ဟင်းရည်ဓာတ်တလွန်ရွက်ဟင်းရည်မြင်းခွာရွက်ဟင်းရည်စတာတွေနဲ့တွဲဖက်စားသုံးမယ်ဆိုရင်ထမင်းရမ်းမိန်ပါတယ်ကြော်ပြီးပလင်းလေးနဲ့ထည့်ထားမယ်ဆိုရင်လည်းမနက်စာအတွက်မပူရတော့ဘူးပေါ့ထမင်းကြော်နဲ့တွဲဖက်စားသုံးမယ်ဆိုရင်လည်းချင်းချင်းဆက်ဆက်လေးမို့လိုက်ဖက်မှုရှိပါတယ်အိမ်မှာစိုက်ထားတဲ့မယန်းပြုတ်မလေးကတလုံးမှမသိလို့သီးပင်စားပင်စုံနဲ့အကြီးတို့အိမ်ကနေမယန်းသီးကိုတောင်းပြီးကြော်မှာဖြစ်ပါတယ်။ဒီအကြီးတို့အိမ်ကလေသီးပင်စားပင်တွေကလည်းစုံနဲ့အခုဆိုရင်ຫນွေဦးဆိုတော့ဂန်းကော်တွေကလည်းများများဆန်ဆိုင်ပွင့်နေပါပြီ။ဟောဒီမှာဆိုရင်လည်းပိန်းနေသီးတွေဇောင်းကားသီးတွေကပြုတ်ခဲနေအောင်တီးနေပါတယ်။မယန်းသီးလေးတွေကကြွကြနေရဖြစ်တဲ့အတွက်နှမျောလဲနှမျောတာနဲ့အပင်ကနေမခူတော့ပဲနဲ့ကောက်မှာဖြစ်ပါတယ်။ကောက်ဖို့ရအတွက်မယန်းသီးကောက်မောတယ်လဲခေါ်ထားပါတယ်။မော်ဒယ်လေးကဖူးဖူးကညက်ပြီးဝင်းမုံရွှေဆွဲကြိုးဆွဲထားချစ်စရာကောင်းတယ်နော်ကဲ intro ဝင်နိုင်လည်းများနေပြီဆိုတော့မယန်းသီးကြော်ဖို့အတွက်စပြီးပြင်ဆင်လိုက်ကြရအောင်နော်ပထမဦးဆုံးစီတက်ဖို့ရအတွက်ကြက်သွန်ဖြူနဲ့ငရုတ်သီးကိုရောထောင်းမှာဖြစ်တဲ့အတွက်ငရုတ်သီးကိုထက်ချမ်းပြီးတော့ရင်နွေးလေးဖြောပေးထားလိုက်ပါမယ်ငရုတ်သီးညက်တာတွေရောငရုတ်သီးအစေးထုတ်တာတွေရောကလေလက်အိတ်မသုံးဘဲနဲ့ဒီတိုင်းကင်လိုက်ပြီးတော့ဒီငရုတ်သီးပူတဲ့တံအောင်တော်တော်လေးခံလိုက်ရတယ်လက်အိတ်သုံးဖို့မမေ့နဲ့နော်ပဇွန်ချောင်းမုတ်တေးလေးတွေကိုလည်းဟင်းခတ်တဲ့စွန်းလေးနဲ့နှစ်စွန်းသုံးထားပါတယ်ပဇွန်ချောင်းမှာပါတဲ့တဲလေးတွေဖုံလေးတွေဆင်းသွားအောင်လို့ရင်နွေးလေးနဲ့ဖြောပြီးတအောင်လောက်စိန်ထားပေးလိုက်ရပါမယ်။မယန်းသီးကိုတော့အစီလေးတွေထုတ်ပြီးတော့ပလေးလှီးပေးထားလိုက်ပါ။မယန်းသီးရဲ့အချင်းကလေတခြားချင်းတွေနဲ့မတူဘဲနဲ့အချင်းဆူးရဖြစ်တဲ့အတွက်ဒီနေရာမှာကြက်သွန်နီ၄လုံးသုံးထားပါတယ်။ထပ်ပြီးတော့မှာပြစေနော်ငရုတ်သီးကင်တဲ့အခါလက်အိတ်သုံးပါနော်ငရုတ်သီးရဲ့အပူကိုတော်တော်လေးခံလိုက်ရပါတယ်ကဲစီပူလာပြီဆိုလို့ရှိရင်ခုနလှီးထားတဲ့ကြက်သွန်တွေကိုအရင်ဆုံးကြော်ပေးရပါမယ်။မယန်းသီးကြော်ကအိုးကတ်သွားမှဆိုတဲ့အတွက်ဒီနေရာမှာစီများများလေးသုံးပေးထားလိုက်ပါတယ်။ကြော်ထားတဲ့ကြက်သွန်တွေနွမ်းလာပြီဆိုကမှခုနအစေးထုတ်ထားတဲ့ငရုတ်သီးရဲ့ကြက်သွန်ဖြူရဲ့ရောထောင်းထားတဲ့ဟာလေးကိုထည့်ပြီးစီတက်ပေးလိုက်ပါမယ်။မယန်းသီးကြော်တဲ့အခါမီးအလဲအလတ်လောက်နဲ့စိတ်ရှိကြော်ပေးဖို့လိုအပ်ပါတယ်။အိုးမကန့်အောင်လဲဒရဆက်မှွေပေးနေရမှာဖြစ်ပါတယ်။စီပြန်လာပြီဆိုရင်တော့အရသာထူးကဲပြေဆုံးနဲ့မယန်းသီးကြော်လေးရရှိပါပြီ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်။ကျေးဇူးတင်ပါတယ်။